ကဲမိတ်ဆွေတို့ဒီဗီဒီယိုအဆုံးထိမကြည့်ဘူးဆိုရင်နောက်နာအကြီးရလိမ့်မယ် What ဘာလို့တော့ဆိုတော့ပေ25ပေပေ90ရှိတဲ့အင်ဂျယ်ကို3000ကျော်နဲ့ရရှိမဲ့အခွင့်အရေးမို့လို့ဖြစ်ပါတယ် Oh my god သူ့ရဲ့တည်နေရာကတော့ကျွန်တော်ရန်နာဘိုကျောင်းအရှိပေါအနီးမှာတည်ရှိပြီးတော့ရွာလမ်းမကြီးပေါ်မှာတည်ရှိပါတယ်သူ့ရဲ့ပေကျဲကတော့ဒီရှင်းနောက်ကတော့25ပေပေါ့နော်ဒီဘက်ပေကတော့ပေ90ကျဲပါတယ်ရွာမြေဖြစ်တဲ့အတွက်ကြောင့်အရှုံရှင်းကို100%လုံးအာမခံပေးပါတယ်ဒီဘက်မှာဘာလို့ဒီမျိုးရွေးချက်တင်လဲဆိုတော့ရန်နာဘိုကျောင်းရဲ့အတွင်းဖြစ်တဲ့အတွက်ကြောင့်အဆောင်ငားမလားစားတော့ဆိုင်တေးလေးဖွင့်မလားအိမ်ဆိုင်ကိုစုံဆိုင်လေးပဲဖွင့်မလားအကုန်လုံးအဆင်ပြေတယ်ဒီနာပတ်လေမှာဆိုတာလေအကုန်မျိုးသားဆောင်မျိုးသမီးဆောင်ကျောင်းနေဆောင်နေကြီးပဲအဲ့အတွက်ကြောင့်စီးပွားရေးလုပ်ဖို့အတွက်လည်းအကောင်းဆုံးနေရာလေးလည်းဖြစ်ပါတယ်ဈေးကလည်းအများကြီးမို့နော်3000ကျော်ပဲရှိမှာဒီ3000ကျော်ဆိုရင်ကျွန်တော်မြို့ထဲမှာလည်းမရောက်ဘဲမှရမှာပေ25ပေပေ90ဆိုရင်3000ကျော်ကဘဲမှမရအောင်ဒီနေရာတနေရာပဲရလိမ့်မယ်နော်အဲ့အတွက်ကြောင့်မြေပြင်မှာကြည့်ရှုနေတာပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဆက်သွယ်နေတာပဲဖြစ်ဖြစ်ကျွန်တော်ဖုန်းနံပါတ်39 09396439ကိုဆက်သွယ်နိုင်ပါတယ်ကဲ3000မကျော်ပဲနဲ့မြို့လမ်းမှာလည်းနေနေနဲ့စားရဆန်တဲ့အခိုင်မှာလည်းလိုချင်တဲ့မိတ်ဆွေတို့အတွက်ကိုကျွန်တော်အိမ်မလေးကိုမိတ်ဆက်ပေးထားပါတယ်ဓာတ်ပုံနဲ့တကွာသူ့ရဲ့နေရာလိပ်စာဈေးနှုန်းသူ့ရဲ့ပေဂျင်များကိုချပြပေးထားပါတယ်အသေးစိတ်သိရှိလိုပါကအောက်ဖော်ပြပါဖုန်းနံပါတ်ကိုဆက်သွယ်ပြီးနှိမ့်မြနိုင်ပါတယ်ကြည့်ရှုမှုအတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်